အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကျွန်မဂျပန်မှာဥမာကြီးမှန်မြောင်းကြည့်တာနဲ့ပတ်သက်ပြီးတော့မျှဝေပေးသွားပါမယ်ဂျပန်မှာဥမာကြီးမှန်မြောင်းကြည့်မယ်ဆိုလို့ရှိရင်ကုန်ကျစရိတ်ဘယ်လောက်ရှိလဲမစစ်ခင်မှာဘယ်လိုမျိုးတွေနေထိုင်စားသောက်ရလဲစစ်တဲ့နေ့မှာရောဘယ်လိုမျိုးတွေလုပ်ကိုင်ရလဲဆိုတာနဲ့ပတ်သက်ပြီးတော့အသေးစိတ်လေးကိုမျှဝေပေးသွားပါမယ်နော်ကျွန်တော် channel လေးကို subscribe လုပ်ရသေးရင်လည်းလုပ်ပေးတော့ပါအောင်ရှင်2024 10လပိုင်း31ရက်နေ့ကကျွန်မဂျပန်မှာအစာအိမ်မှန်မြောင်းတစ်ချိန်ကြည့်ပြီးသွားပြီပေါ့နော်အစာအိမ်မှန်မြောင်းကြည့်လိုက်ပြင်မဲ့လည်းကျွန်မဘာယောဂမှာတော့ရှောင်မတွေ့ဘူးဒါပေမဲ့လည်း one show နေတဲ့ပြဿနာကကျွန်မလုံးဝမတက်တာဘူးပေါ့နော်ဆိုတော့ဆရာဝန်တွေကိုအဲ့ဆိုလဲကျွန်မကိုဥမာကြီးမှန်မြောင်းကြည့်ပေးပါဆိုပြီးတော့ကျွန်မ request လုပ်လိုက်တာပေါ့နော်လုပ်လိုက်ပြင်မဲ့ဒီကဆရာဝန်တွေကကြတော့ one show ရယ်ဆိုတာကစိတ်ကြောင်သွားနေတာပေါ့နော် IBS ပေါ့တို့ကအဲ့အတွက်ဟိုဒါကြည့်စရာမလိုဘူးလို့တို့ကတော့ပြောတယ်ပေါ့နော်ဒါပေမဲ့ကိုကကြတော့လေအဲ့ချိန်တော့တအား one show နေတဲ့အခါကျတော့လေစိတ်ထဲမှာစိတ်ရှင်းကျင်တယ်လို့ကျွန်တော်တို့ကြည့်ကျင်တယ်ကျွန်တော်ကြည့်ခွင့်ပြုပါအဲ့လိုပဲပြောလိုက်တာပေါ့နော်ဆိုတော့သူတို့တော့ kayaking ကြည့်ကျင်တယ်ဆိုလို့ရှိရင်ပေးကြည့်ပေးမယ်ဆိုပြီးတော့ကျွန်တော်ကို booking ပေးလိုက်တာပေါ့နော်ဆိုတော့ဒါပေမဲ့လည်းကျွန်မအသေးအတန်လူနာကြီးမဟုတ်တဲ့အခါကျတော့ကျွန်မကိုအရန်ဝေးချိန်လိုက်တာပေါ့နော်ချိန်လိုက်တော့ဒီနှစ်2025 3လပိုင်း10ရက်နေ့မှာ booking ရတယ်ပေါ့နော်ဆိုတော့အခုကျွန်မဒီလကတော့ကြည့်ပြီးပြီပေါ့10ရက်နေ့ကလေဆိုတော့ကြည့်ခဲ့တဲ့အတွေ့အကြုံလေးကိုကျွန်မ share လုပ်ပေးပါမယ်10ရက်နေ့မကြည့်ခင်ရှေ့3ရက်လောက်မှာအလုပ်ခဲ့တဲ့ကကျွန်မကိုအစားအသောက်တွေစပြီးတော့ရှောင်ခိုင်းနေပေါ့နော်အဲ့ဒါကိုလည်းမြန်မာကကျွန်မ follower လေးရကြမှာပြောလဲဆိုတော့သူတို့ကကြတော့မြန်မာမှာဘာမှမရှောင်ရအောင်ပေါ့နော်ဘာမှမရှောင်ခိုင်းဘူးတဲ့ဆိုတော့ဒါဟာနိုင်ငံတစ်ခုနဲ့တစ်ခုကွာခြားပါလိမ့်မယ်ဆရာဝန်တွေရဲ့တွေးခေါ်ဖို့ဆရာဝန်တွေရဲ့ကုသဖို့ယူဆရဘာမှမတူနိုင်တဲ့အခါကြတော့လေကျွန်မကကြတော့ကျွန်မတို့ဒါတွေရှောင်ပါလို့ပြောတဲ့အတွက်သူတို့ရှောင်ခိုင်းတဲ့အတွက်ကိုကကြရှောင်ရတာပေါ့နော်သူတို့ရှောင်ခိုင်းတာမှာအများကြီးပဲဒီကအပေါ်ကတော့စားလို့ရတဲ့ဟာအောက်ကကြတော့စားလို့မရတဲ့ဟာတွေပေါ့နော်ဆိုတော့ဒါသူတို့နိုင်ငံရဲ့အစားအသောက်တွေပေါ့ပဲအဲ့လိုဆိုတော့ကိုကဒီကစားလို့ရတာလားဒီကစားလို့မရတာလားအဲ့လိုတွေမသိတဲ့အခါကြတော့ကျွန်မအရင်အာယုံနောက်ကနေနောက်ဆုံးဘယ်လိုလုပ်လိုက်လဲဆိုတော့ဘာမှမစားတော့ပေါ့နော်ထမင်းတစ်မျိုးလေးကိုပဲထမင်းအဖြူနဲ့ဆယ်မွန်ငါးနဲ့ထမင်းအဖြူနဲ့ကြုံနဲ့အဲ့ဒါကိုပဲအဲ့3ရက်လုံးတော့ကျွန်မစားခဲ့ရပါတော့ breakfast ကိုလည်းထမင်းနဲ့ကြုံနဲ့ပဲစားတယ်တရက်တော့ကျွန်မဆန်ပြုတ်တော့လိုက်တယ်ပေါ့နော်ဆိုတော့အဲ့လိုလေးပဲလုပ်လိုက်တယ်လက်ဖြတ်မှန်မြောင်းကြည့်ရမယ်ဆိုလို့ရှိရင်ဒီနေ့ညမှာတဲ့ကကျွန်မ8နာရီအထိပဲအစားပေးစားရတယ်ပေါ့နော်8နာရီအထိအစားစားပြီးတော့နောက်ဆုံးစားပြီးတော့ကျွန်တော်10နာရီလောက်လဲကြာရောဒီ1 note စီလေးကိုစားတိုက်တယ်ပေါ့နော်ဒီ1 note စီ PC လေးဒါ PC လေးဆိုမဲ့အရန်အစိမ့်ပြင်းပါတယ်ဆိုတော့ဒီဟာကိုတောက်ပြီးလို့ရှိရင်လည်းတော့2ကြိမ်ပေါ့နော်1 2ကြိမ်သွားလိမ့်မယ်တဲ့ဆိုပြီးတော့ကျွန်တော်ဒီဖန်ကွက်ရေတဖန်ကွက်နဲ့ဒီကောင်ပေါ့အလုံးဝအကုန်ထည့်ပြီးတော့တောက်ခိုင်းတယ်ပေါ့နော်တောက်ခိုင်းတော့တောက်ပြီးတဲ့အချိန်မှာကျွန်မစိတ်ထဲမှာထင်တာကဒီဟာတောက်ပြီးလို့ရှိရင်ဟိုဟာတနိုင်နိုင်ပေါ့နော်1 note စီဆိုပုံမှန်ဆိုကျွန်တော်တို့ကတနိုင်နိုင်လောက်နေရင်ကို1သွားတဲ့လူမျိုး1အရန်နူးလွယ်တယ်ပေါ့နော်ဆိုတော့တနိုင်နိုင်လောက်နေရင်တော့သွားမယ်ဆိုတော့ငါတကောင်တလွဲရအောင်တော့ထသွားရမယ်ပေါ့အဲ့လိုထင်တာဒါမှ1ကလုံးဝမသွားဘဲနဲ့ဖိုက်ထဲမှာတိတ်အောင်ရစ်နာတာပေါ့နော်အော်မတရားခံရတာနော်အဲ့ဒီအချိန်မှာခံရတဲ့ဟာလေဖိုက်ထဲမှာရစ်နာတယ်ကျွန်တော်တညလုံးကောင်းကောင်းမအိပ်ရဘူးဒါပေမဲ့မနေ့3နိုင်လောက်ကြာတော့ကိုကလေအော်ငါနောက်နေ့မနေ့မှာလေကျွန်မကိုတခြားဒီ1လို့စီထပ်တိုင်အောင်မဟုတ်တစားရင်1လို့စီထပ်တောက်အောင်ပြီးတော့ဒီကောင်အရင်တောက်ထားတဲ့ဟာကရှိအခန့်က1သွားမှရမှာဆိုတော့ဟာကျွန်တော်မဖြစ်ဘူးငါ1သွားကိုသွားရမယ်ဆိုပြီးတော့မနေ့3နာရီလောက်ကြီးထပြီးတော့ try နာပေါ့နော် try တော့လေမသွားဘဲနဲ့အရန်မောင်ဘိုက်ထဲမှာအရန်နာတာပေါ့နော်မခံမရက်နိုင်အောင်အဲ့လိုမျိုးနာဦးရီကိုစုပ်ဆွဲထားသူနာတာပေါ့နော်အဲ့ဒါနဲ့ကျွန်တော်နောက်ဆုံးလမ်းလျှောက်ရတာပေါ့နော်အချင်းမှုတူနဲ့လမ်းလျှောက်တော့မှသွားတော့လေနည်းနည်းပဲသွားတာပေါ့နော်သွားပြီးတော့ဒါပေမဲ့တအားခံရတယ်ဆိုတော့မနေ့3နာရီမှာတစ်ချိန်သွားတယ်သွားပြီးတော့9နာရီလောက်ကြာတော့မှကျွန်မတစ်ချိန်ထပ်သွားရတယ်ပေါ့နော်သွားပြီးတဲ့အချိန်မှာကျွန်မဒီဟာတွက်ပြီးဆင်းရတာပေါ့နော်ဒီဟာတောက်ဖို့ပေါ့ဒါပါတော့မနေ့ကျလို့ရှိရင်ဓာတ်စားကိုတို့ကဓာတ်စားပေါ့နော်ဓာတ်စားထုတ်ဒါပေမဲ့အပြင်မှာဆေးတုပ်လေးထပ်ပေးလိုက်သေးတယ်အဲ့ဒီရဲကိုဆေးဖြူတုပ်လေးထည့်ပြီးတော့ဒီဟာနဲ့မှုပြီးတော့တောက်ရမှာပေါ့နော်သူ့ကိုကြတော့မနေ့8နာရီလောက်ကစားတော့မနေ့10နာရီအထိကုန်အောင်တောက်ပေါ့နော်အဲ့ဒီအတွင်းမှာကုန်အောင်တောက်ပြီးတော့1ကို10ချိန်သွားရမယ်ပေါ့နော်10ချိန်သွားရမယ်ပြီးလို့ရှိရင်သွားတဲ့1တွေကိုတေချာလေး check list လုပ်ထားရတယ်ပေါ့နော်အယောင်မှန်လားအချိန်ရေအတွက်ပြီးလို့ရှိရင်ဘယ်ချိန်ဒီမှာသွားထားတာလဲပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးတွေကျွန်တော်အကောင် check list ရေးခိုင်းထားတာပေါ့နော်ဆိုတော့သွားဒီဟာတောက်ပြီးသွားတဲ့ချိန်မှာကျတော့အဲ့လိုမျိုးဥရီကိုဆုပ်ပြီးတော့နာတာမျိုးအဲ့လိုမျိုးတွေတိတ်မရှိတော့ဘူးနော်တော့လုံးဝ1ကိုအရှိရေးအတိုင်းပဲသွားတော့တာလုံးဝကုံစင်တဲ့ထိသွားတာပေါ့နော်ဒီဆေးရဲ့ side effect ထဲမှာကလည်းသူကပါထားပြီးသားပေါ့နော်ဥမာမူးဝေတာတို့ပြီးလို့ရှိရင်အဲ့ဘိုက်ထဲမှာဒါကအဲ့လိုမခံမြင်အောင်နာတာမျိုးတွေအဲ့လိုတွေပါတယ်လို့တော့သူကရေးထားရပေါ့နော်ဒါပေမဲ့ကိုကလည်းငကိုကလေးက IBS မှာကလေးကမျိုးအဲ့လို one shot ရင်းကိုကျွန်မမှာဥရီကိုအဲ့လိုဆုပ်ဆွဲထားသလိုနာတာဆိုတော့လေသူ့ကြောင့်ကျတော့တအားကိုခံရတာပေါ့နော်တော်ကိုဆူဆူဝါခံရပါတယ်โอเคအဲ့ဒါကျွန်မမှန်ချောင်းကြည့်လိုက်တယ်မှန်ချောင်းကြည့်လိုက်တော့ result ကပါထွက်လဲပေါ့နော် result ကကြတော့နည်းနည်းလေးရောင်နေတယ်လို့တော့ပြောတယ်ပေါ့နော်ဒါ1အဲ့လိုပဲ short တဲ့လူတွေက
ရောင်တယ်လို့တော့ဆရာကတော့ပြောပါတယ်ဆိုတော့အရင်တော့စိုးရိမ်စရာမရှိဘူးအဲ့တော့သူတို့ရောင်နေတဲ့နေရာလေးကိုတော့ biopsy ပေါ့နော်အသားအစာစစ်ပေးထားတဲ့ကင်ဆာဟုတ်မဟုတ်ပေါ့နော်ဒါတခါတည်းစစ်ပေးလိုက်တာပေါ့နော်စိုးရိမ်ကြတော့မရှိဘူးအဲ့တော့ကျွန်မ25ရက်နေ့ကျရင်တော့အဲ့ဒီ biopsy စစ်ထားတဲ့ result ရမယ်ပေါ့နော်အဲ့ဒါဆိုတော့ကျွန်မယောဂရှိရလားမရှိရလားဆိုတော့ချိန်နေသိရတာမှာပေါ့နော်ဆရာဝန်ကအမှန်ပြောင်းကြည့်ပြီးတဲ့အခါမှာလည်းကျွန်မဟိုစိတ်ကြောင့်ဖြစ်တာလို့ပဲပြောတယ်ပေါ့နော်ဒါသူသေချာရှင်းပြလိုက်တဲ့ဟာတွေပါအဲ့တော့စိတ်ကြောင့်ဖြစ်တာဖြစ်တဲ့ကြောင့်မလို့စိတ်ကိုသေချာလေးထိန်းချုပ်နိုင်တယ်ဆိုလို့ရှိရင်အဆင်ပြေမှာပဲပေါ့နော်ဗာဆေးမတောက်စရာမလိုဘူးတဲ့ကျွန်မကတော့ probiotic တောက်နေတယ် probiotic တောက်နေရလေးကအဆင်ပြေတယ်ဆက်တောက်လို့ရအောင်လားတော့မေးရတော့ရတယ်တောက်ပါပေါ့နော်ဒါပေမဲ့ဒါကောင်ကဆေးမဟုတ်ဘူးsupplement သဘောမျိုးပဲဖြစ်တဲ့ကြောင့်မလို့ကုသပြီးမှာတော့မဟုတ်ဘူးတက်တာကတော့တက်တာနိုင်တယ်ပေါ့နော်ကဲအဲ့တော့ဂျပန်မှာဥမာကြီးမှန်ကြောင်းကြည့်တာဘယ်လောက်ကုန်ကြလဲဆိုတော့9680ပေါ့နော်ဒါကတယောက်နဲ့ကြောက်တော့တူမှာမဟုတ်ဘူးသူက9000ကနေပြီးတော့3000ခွဲကြားထဲမှာကြလိမ့်မယ်လို့ကျွန်တော်ရေးထားတာပေါ့ရေးပေးထားတာပေါ့နော်ဆိုတော့ကျွန်မကတော့ဒါ1000နီးပါးကြတယ်လို့ပြောရမှာပေါ့လေဒါကတော့အမခံလောက်ထားတဲ့လူရဲ့ပေါ်မူတည်မယ်လို့ထင်ပါတယ်ကျွန်မကြတော့ကိုယ်ရဲ့အခွန်ဆောင်သူမဟုတ်တဲ့ကြောင့်မလို့ဒီလောက်ပါမှလာကြတာပေါ့နော်အကယ်၍ကိုယ်ရဲ့အခွန်ဆောင်သူဖြစ်တယ်ဆိုလို့ရှိရင်ဒီချက်မကတတ်တာမယ်လို့ထင်ပါတယ်။လေးကကြတော့ကြည့်ပြီးတဲ့အချိန်မှာကျမတို့ဘာစားတော့လေးရှောင်းမအောင်ဥပမာရက်မတော့ပါနဲ့ကောင်းမောင်းပါနဲ့စားတဲ့ဖြစ်ပေါ့နော်အဲ့ဒါလေးတွေကိုရှောင်းရန်လေးတွေခဏပေးလိုက်တာပေါ့နော်ဒါကတော့တရက်စားပါပဲ။ကိုကတော့ပုံမှန်လဲရက်ဒီပိုင်းမတော့ဘူးဆိုတော့ကာရက်လည်းမတော့ကားလည်းမမောင်းဆိုတော့အဆင်ပြေတယ်ပေါ့နော်။ဘာမှသိရှောင်စရာမရှိဘူးကျမကြည့်ပြီးတာနဲ့အစားလေးတန်းစားလိုက်တာပေါ့နော်။ဆိုတော့ကန်ကောင်းသွားတာတခုကအစကကျမဘူကင်ယူထားတာက2နာရီခွဲပေါ့နော်2နာရီခွဲမှာဘူကင်ယူထားတာဆိုတော့အကယ်၍ဒါကျမ2နာရီခွဲကွက်တိမှာပဲကြည့်ခွင့်ရမယ်ဆိုလို့ရှိရင်ကျမညနေစာမို့အဲ့ဒီတနေ့စာရဲ့စားတော့ပေါ့ညနေ9နာရီလောက်မှသာစားရမယ်ထင်တယ်ပေါ့နော်ဒါပေမဲ့ကောင်းတယ်သူတို့ကဖုန်းလက်ဆက်တဲ့ဆေးရုံကနေပြီးတော့1ချိန်နေအဆင်ပြေလားအဆင်ပြေရဆိုလို့ရှိရင်စောစောလာလို့ရတယ်ပေါ့နော်တနာရီတော့စစ်လိုက်တဲ့ခါကျတော့ဘာဖြစ်စောစောပြီးသွားတာပေါ့နော်စောစောပြီးတော့စောစောစားရတယ်နှုတ်မို့ဆိုလို့ရှိရင်ကိုရီးယားအစာမရှိရင်လည်းတည်ရတဲ့အတိုင်းပဲအစာရင်းဘက်မှာလည်းဒုက္ခတစ်ခုကထိုက်အောင်ပါဆိုတော့ဘာဖြစ်စောစောစစ်လိုက်ရတယ်ဆိုတော့နည်းနည်းလေးတော့အဆင်ပြေသွားတာပေါ့နော်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ပါမယ်သိချင်တဲ့ကြောင်းရာလေးရှိရင်လည်းကျွန်မကို comment မှာမြည်သွားပြီးလို့ရပါတယ်ကိုနဲ့တိုက်ဆိုင်တဲ့ဒီဗီဒီယိုလေးကအကြောင်းအရာတစ်ခုတိုက်ဆိုင်တဲ့တခြားသူတွေကိုလည်းမျှဝေပေးချင်တယ်ဆိုလို့ရှိရင်တော့ share လေးလုပ်ပေးခဲ့ပါဦးနော်အားလုံးကျေးဇူးတင်ပါတယ် bye bye